အားလုံးပဲမင်္ဂလာပါဗျာဒီညအတွက်စိတ်ဝင်စားစရာနိုင်ငံတကာခြေစမ်းပွဲ6ပွဲကိုကျွန်တော်တို့စနစ်တကျရွေးချယ်ပြီးကြိုတင်သုံးသပ်ပေးထားပါတယ်ဒီဗီဒီယိုထဲကရလဒ်တွေကကျွန်တော်ရဲ့ကိုယ်ပိုင်မြင်တဲ့အချက်လက်အခြေခံသုံးသပ်ချက်သာဖြစ်တဲ့ပထမပွဲကတော့အာဖဂန်နစ္စတန်နဲ့ပါကစ္စတန်ပွဲစဉ်ဖြစ်ပါတယ်တက်ဆာနှစ်ပေါက်ကြီးအရာအာဖဂန်နစ္စတန်က1.2နှစ်ပေါက်ပြီးအနည်းငယ်အလေးသာနေပါတယ်ပါကစ္စတန်ထက်စာရင်အာဖဂန်နစ္စတန်ကပုံစံကောင်းပိုရှိတယ်လို့စုဖွဲ့မှုပိုင်းပို့တာပါတယ်ကျွန်တော်အမြင်ရတော့ဒီပွဲမှာအာဖဂန်နစ္စတန်ကပဲပွဲကိုစိုးမိုးပြီး2စီးလောက်နဲ့အနိုင်ရသွားမယ်လို့မြင်ပါတယ်ဒုတိယပွဲကတော့ဝါဆာတော့နဲ့ခင်းနီယာပွဲစဉ်ဖြစ်ပါတယ်ပေါက်ကြီးမှာအဝေးကွင်းကစားရမယ့်ကင်ညာက1.8သူည9နဲ့အပြည့်အသက်အလေးသာနေပါတယ်လီဆိုတိုကတော့ရုန်းကန်နေရတဲ့အသင်းဖြစ်တာကြောင့်စုဖွဲ့မှုမှာကြောတဲ့ကင်ညာကိုရှင်ဖို့ခက်ခဲပါလိမ့်မယ်ဖြစ်နိုင်တဲ့ရလဒ်ကတော့ကင်ညာကပဲကွင်းမရွေးခြေစွမ်းပြပြီး1စီးဒါမှမဟုတ်2စီးနဲ့အနိုင်ရသွားဖို့များပါတယ်တတိယပွဲကတော့ Liechtenstein နဲ့ Cyprus ပွဲစဉ်ဖြစ်ပါတယ်ဒီပွဲကတော့အဆင့်တန်းကွာခြားမှုအရှိဆုံးပွဲပါပဲCyprus ရဲ့နိုင်ခြေပေါက်ကြီးက1.295ပဲရှိပြီး Liechtenstein က73.6ထိပေါက်နေပါတယ်။ Liechtenstein ခံစစ်ပိတ်ကစားမှာတေချာပေမဲ့ Cyprus ရဲ့တိုက်စစ်ကိုတောက်ခံနိုင်ဖို့မလွယ်ပါဘူး။ကျွန်တော်အမြင်အရတော့ Cyprus ကပဲ2စီးဒါမှမဟုတ်3စီးလောက်နဲ့အပြတ်တက်နိုင်သွားပါလိမ့်မယ်။စတုထပွဲကတော့ Maldives နဲ့ Bangladesh 23ပွဲစဉ်ဖြစ်ပါတယ်။မော်ဒိုက်အသင်းကအိမ်ကွင်းအားသာချက်ရှိတယ်လို့ပေါက်ကြီးမှာလည်း1.89နဲ့ပိုတာနေပါတယ်။ Bangladesh U23 အသင်းကတော့အတွေ့အကြုံပိုင်းလိုအပ်ချက်ရှိနိုင်တာမို့မော်ဒိုက်တို့အိမ်ကွင်းမှာကစားရလွယ်ပါလိမ့်မယ်။ဒီပွဲရဲ့ဖြစ်နိုင်တဲ့ရလဒ်ကတော့မော်ဒိုက်ဘက်က2-1နဲ့အနိုင်ရရှိသွားဖို့မြင်ပါတယ်။ပြင်စမပွဲကတော့ Denmark နဲ့ Ukraine ပွဲစဉ်ဖြစ်ပါတယ်။ဒီပွဲကတော့ဥရောပအသင်းကြီးအချင်းချင်းအကျိတ်အနယ်ရှိမဲ့ပွဲကြီးပွဲကောင်းပါ။ဒိန်းမတ်က1.855နဲ့အလေးသာနေပေမဲ့ယူကရိန်းကလည်းတံပြန်တိုက်စစ်ကောင်းမွန်တဲ့အသင်းဖြစ်ပါတယ်။နှစ်သင်းစလုံးခြေစမ်းပွဲမှာကစားသမားစမ်းသက်ရင်အပြန်လန်ဂိုးသွင်းကြမဲ့ဂိုးပေါ်ပွဲမျိုးဖြစ်လာနိုင်ပြီး2-1ဒါမှမဟုတ်1-1တရေရလက်ထွက်ပေါ်လာနိုင်တယ်လို့သုံးသပ်ချင်ပါတယ်ဗျာနောက်ဆုံးဆက်ထပ်မှာပွဲကတော့ Kosovo နဲ့ Andorra ပွဲစဉ်ဖြစ်ပါတယ်ပေါက်ကြီးမှာ Kosovo က1.85ပဲပေါက်ပြီးအနိုင်ရဖို့ရာနှုန်းပြည့်နေပါတေချာနေတဲ့ပွဲပါအင်ဒိုယာကတော့အဝေးကွင်းမှာခံစစ်တက်ပဲပိတ်ဆို့ကစားမှာဖြစ်ပါတယ်Kosovo အသင်းရဲ့လူစရင်းအရာအိမ်ကွင်းမှာအခက်အခဲမရှိပဲ2စီးလောက်နဲ့တက်တောင့်တက်တာအနိုင်ရသွားမယ်လို့ခန့်မှန်းချင်ပါတယ်ဗျာဒီညပွဲတွေကဘယ်ပွဲရလက်ကအားတင်စရာအလှည့်ပြောင်းဖြစ်လာမယ်ထင်လဲခါမယ်မှာရေးပေးခဲ့အောင်တော့ဗီဒီယိုကိုသဘောကျရင် like နဲ့ subscribe လုပ်ထားပေးပါအားလုံးပဲဒီညကန်ကောင်းကြပါစေဗျနောက်လေးရုံမှာပြန်တွေ့ကြမယ်